လူဖွဲ့စည်းတစ်ခုရှင်းသန်နေထိုင်ဖို့အတွက်လိုအပ်တဲ့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေဖွံ့ဖြိုးတဲ့နေရာလမ်းပန်းဆက်သွယ်လို့လည်းကောင်းတဲ့နယ်မြေစီကားတဲ့အဆင့်ချပုတ်ဒေသတွေဟာပျောက်ကြားတစ်ယောက်အတွက်တော့တပန်းရှုံးစေတဲ့အခြေအနေကိုတွန်းပို့ပါတယ်။ဒါပေမဲ့အဲ့လိုစီကားတဲ့အဆင့်ချပုတ်နေရာတွေဟာပျောက်ကြားစစ်ရဲ့အလွန်အရေးပါတဲ့လူထုစီယိုရေးတွေအတွက်ဆိုရင်တော့အထက်ပါနယ်မြေတွေဟာပိုပြီးတော့အရေးပါပါတယ်။အခုပြောခဲ့တာတွေဟာမင်းည8နာရီကတင်ခဲ့တဲ့ချီကွေဘာသာရေးတဲ့ပျောက်ကြားစစ်စာအုပ်အခန်း1အပိုင်း၄တပန်းရှုံးဒေသပျောက်ကြားစစ်ဆိုတဲ့ဗီဒီယိုတွေကအဓိကအချက်တွေကိုပြန်လည်ကောက်နှုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီညမှာတော့ပျောက်ကြားစစ်စာအုပ်ကအခန်း1အပိုင်းကမြို့ပြဒေသပျောက်ကြားစစ်ဆိုတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်မူရင်းတိုင်းဖတ်ပြပေးအနည်းချုပ်ပေးနေတာကြောင့်တည်တည်ကြကြပြောရပါတယ်ဒီချီကွေဘာသာစာအုပ်ဟာမြန်မာနိုင်ငံလူဦးဒေါ်လာရေးအောင်မြင်ဖို့အတွက်မရှိမဖြစ်လို့အပ်တဲ့လက်တွေ့ကြကြနီးနာတွေဗျူဟာမြောက်အကြံဉာဏ်တွေကိုစုစည်းထားတာဖြစ်ပါတယ်။ကျွန်တော်ဖတ်ပြတဲ့အကြောင်းအရာအပေါ်နားထောင်ကြည့်ရှုသူလူကြီးမင်းရဲ့အမြင်ကို comment မှာရေးခဲ့ပေးစီချင်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုရင်လည်းလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။အသစ်တွေတင်တိုင်းသိဖို့ခါကောင်းလေးကိုပါနှိပ်ခဲ့ပေးစီချင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့လာမဲ့စနေတနေ့ဝင်နေညမှာဆိုရင်မန်ပါဝင်တွေကို live video နဲ့အတူလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။လက်ဆောင်ပေးမဲ့အစီအစဉ်အကြောင်းကိုကျွန်တော်နောက်ထပ် video သီးသန့်တစ်ခုအနေနဲ့ပြန်တင်ပေးပါမယ်ခင်ဗျာ။စစ်အတွင်းကာလမှာပျောက်ကြားတပ်ဖွဲ့တွေဟာမြို့ပြပတ်ဝန်းကျင်ရှိကျေးလက်ဒေသတွေကိုထိုးဖောက်ဝင်ရောက်ပြီးမိမိတို့အတွက်တစုံတရာလှုပ်ချုံတဲ့အခြေအနေတွေကိုဖန်တီးလှုပ်ဆောင်နိုင်ပြီးဆိုရင်တော့မြို့ပြစစ်ပွဲကိုဆင်နွှဲနိုင်ပါတယ်။အထူးလေ့ကျင့်သင်တန်းပေးထားတဲ့မြို့ပြတပ်ဖွဲ့ငယ်များဖွဲ့စည်းရပါမယ်။အရင်ခံအချက်ကတော့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဟာသူ့ဘာသာပေါက်ဖွားပေါ်ပေါက်လာတာမဟုတ်ပါဘူး။သူရဲ့ရှင်းတမ်းမှုအတွက်လိုအပ်တဲ့တစုံတရာသောအခြေအနေတွေဖန်တီးယူပြီးမှသာမွေးဖွားပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒါကြောင့်ဒီဖွဲ့တွေဟာအခြားတနေရာမှာရှိတဲ့ပျောက်ကြားကောင်းဆောင်ရဲ့အမေပေးကွက်ကဲမှုအောက်မှာအမြဲရှိနေရပါမယ်။လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေဟာတေချာလွတ်လပ်တဲ့အရာတွေမဟုတ်ပဲအားလုံးချုပ်ပြီးတော့တင်နဂါပြူဟာမြောက်အစီအစဉ်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အခြားနေရာရှိပျောက်ကြားတပ်ဖွဲ့ကြီးများလှုပ်ရှားမှုတွေအတွက်အထောက်အကူဖြစ်စေဖို့အစီအစဉ်တွေချမှတ်ပြီးဤပရိယေဆိုင်ရာရည်မှတ်ချက်အကောင့်ထဲပေါ်ရေးပါဝင်လှုပ်ဆောင်ရပါမယ်။အခြားပျောက်ကြားတပ်ဖွဲ့တွေလိုစစ်စင်ရေးတွေလွတ်လွတ်လပ်လပ်မလုပ်နိုင်ပေမဲ့ဥပမာမြို့ပြတပ်ဖွဲ့အနေနဲ့တယ်လီဖုန်းလိုင်းတွေချိုးဖျက်ခြင်းအခြားနေရာတွေမှာတိုက်ခိုက်ရန်ရွှေ့ပြောင်းခြင်းနဲ့ဝေးလံလာတဲ့လမ်းဘေးတနေရာရှိရန်သူတိုက်ကင်းအဖွဲ့ကိုအလစ်ငိုက်ဖမ်းတိုက်ခြင်းစတဲ့တိုက်ခိုက်မှုတွေကိုမိမိစိတ်ကြိုက်ရွေးချယ်ရန်ခက်ခဲပါလိမ့်မယ်။ညွှန်ကြားချက်ကိုလိုင်းတာလှုပ်ဆောင်ရမယ်။တယ်လီဖုန်းလိုင်းများချိုးဖျက်ရန်ဝါယာကြိုးများဖြတ်တောက်ရန်ရေမြောင်းပိုက်လိုင်းများမီတာလမ်းများနဲ့ဆယ်မြောင်းတပ်သမတ်များရေကာတာများဖောက်ခွဲဖြစ်စီပြင်ရန်ညွှန်ကြားတာဝန်ပေးလာရင်မြို့ပြတပ်ဖွဲ့ကထိရောက်စွာဆောင်ရွက်နိုင်ဖို့အာရုံစူးစိုက်ရပါမယ်။တပ်ဖွဲ့ငယ်တွေဟာတပ်ဖွဲ့ဝင်၄-၅ယောက်ထဲမပိုသင့်ပါဘူး။နေရာဒေသဟာစိတ်တိုးတိုးချရမရသေးလုံခြုံမှုမရှိရန်သူရဲ့မပြတ်ဆောက်ကြည့်မှုရှိနိုင်တဲ့အပြင်တံပြန်တိုက်ခိုက်ခံရမှုအလားအလာတွေနဲ့သစ္စာဖောက်တွေများစွာကိုကြုံတွေ့နိုင်ပါတယ်။ပိုလို့အန်ဒီရကြီးတဲ့အချက်တစ်ခုဟာတွားရောက်တိုက်ခိုက်မဲ့နေရာမှာဝေးလံစွာမဆုတ်ခွာနိုင်ခြင်းပဲဖြစ်ပါတယ်။တိုက်ခိုက်မှုနဲ့ဆုတ်ခွာမှုဟာလျင်မြန်စွာလှုပ်ဆောင်နိုင်ရည်တို့အပြင်တိုက်ပွဲနေရာမှာဆုတ်ခွာနိုင်တဲ့အကွာအဝေးကန့်သက်ရှိမှုနဲ့နေဖက်မှာပုတ်ခုနေနိုင်ရည်တို့ကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဒီဖွဲ့ဟာညပြောက်ကြားတပ်ဖွဲ့ငယ်သာဖြစ်ပြီးရင်းရဲ့အလားစစ်စင်မှုပုံစံကိုပြောင်းလဲနိုင်မဲ့အလားအလာတွေဟာလည်းမရှိတော့ပါဘူး။ဒေါ်လာစစ်အပွဲခံရန်နီးကတဲ့အချိန်မှသာလျှင်မြို့ပြပျောက်ကြားကိုကိုယ်တိုင်ကိုယ်ကျပါဝင်ကမြို့သိမ်းတိုက်ပွဲများဆင်နွှဲနိုင်တယ်မှာဖြစ်ပါတယ်။မြို့ပြပျောက်ကြားရဲ့အသက်သွေးကြောကတော့အတင်းကျပ်ဆုံးစီကံလိုက်နာမှုနဲ့ချိုးချံမှုဖြစ်ပါတယ်။အစားအစာအတွက်3လေးအိတ်ထက်ပိုလို့မဖြစ်ဒီလိုနေရာမျိုးမှာအဝိုင်းခံရရင်တေတာနဲ့အတူတူပါပဲလက်နက်တွေဟာလည်းအခြားပျောက်ကြားတပ်ဖွဲ့တွေနဲ့ကွဲပြားတဲ့မိမိကိုယ်ကိုခုခံကာကွယ်ရေးအတွက်သာဖြစ်ပြီးမိမိရုပ်ကြီးထွက်ပြေးဆုတ်ခွာမှုကိုမဟန်တားတဲ့လုံခြုံစွာပုတ်အောင်နေနိုင်ရေးအနောက်ရှက်မဖြစ်စေတဲ့လက်နက်မျိုးသားဖြစ်တင်ပါတယ်တပ်ဖွဲ့ရဲ့လက်နက်တပ်ဆင်မှုမှာကာဘိုင်တင်နဲ့ပြောင်းတူတလုံးထုတဲ့နဲ့ပြောင်းချော့တလက်သို့မဟုတ်နဲ့လက်ထက်မပို့တင်ပဲအခြားသူအတွက်ပစ္စတိုတင်နဲ့တွေဖြစ်နိုင်ပါတယ်ဖောက်ခွဲဖြစ်စီလုပ်ငန်းတွေကိုအာရုံစူးစိုက်လှုပ်ဆောင်ဖို့ဖြစ်ပြီးရန်သူစစ်သားတယောက်စနှစ်ယောက်စဒါမှမဟုတ်အလင်းဝင်တိုက်ခိုက်တာကလွယ်လို့ရင်ဆိုင်တိုက်ပွဲတွေတိုက်ဖို့မဟုတ်ပါဘူးဖောက်ခွဲဖြစ်စီရေးအတွက်လော့ဒိုင်နမိုက်ရန်ဘလူးပေါက်ချွန်တူရင်ပြမီထားတန်လမာတဲ့ကုတ်စားတဲ့ကိရိယာတွေလိုအပ်ပါတယ်စိတ်ချရတဲ့နေရာဖြစ်ပြီးလိုအပ်တဲ့အခါမှာလည်းအလွယ်တကူတွားရောက်ယူငင်နိုင်တဲ့နေရာမျိုးမှာဒီပစ္စည်းများကိုထားရှိရပါမယ်မြို့ပြပျောက်ကြားတစ်ဖွဲ့တဲ့ပို့ပြီးတော့ရှိနေရင်ခေါင်းဆောင်တဦးတည်းရဲ့အုပ်ချုပ်မှုအောက်မှာရှိရမှာဖြစ်ပြီးညွှန်ကြားချက်တွေကိုစိတ်ချယုံကြည်ရတဲ့တာမန်ပြည်သူတွေအဖြစ်နဲ့နေထိုင်နေကြတဲ့ဆက်သားတွေကတစ်ဆင့်ဆက်သွယ်ရယူရမှာဖြစ်ပါတယ်မိမိဟာလောကအန်ဒီယာကြားရောက်နေသူဖြစ်တဲ့ဆိုတာကိုအမြဲတမ်းချပါမယ်မြို့ပြတိုက်ပွဲအရေးပါမှုကိုရှော့မတွက်သင့်ပါဘူးစစ်စင်မှုကိုထိထိရောက်နဲ့ကြဲပြားစွာလုံနိုင်ခဲ့ရင်ကုတန်ရောင်းဝယ်တွာလာမှုများနဲ့စစ်မှုလုပ်ငန်းများအားလုံးနှိပါကိုရပ်တန့်အငြိမ်သက်သွားစေနိုင်ပါတယ်ပြည်သူအားလုံးကိုလည်းဒေတာတွင်းရှိထိမ့်မနိုင်သိမ့်မရအောင်ကျွမ်းပောက်ကွဲမှုတွေစီကိုဦးတည်သွားစေနိုင်ပါတယ်
ဒီလိုတိုက်ပွဲမျိုးတွေအနာဂတ်မှာပေါ်ပေါက်လာနိုင်ပွဲရှိတာကိုစောစီးစွာကလေးကစဉ်းစားသုံးသပ်ခဲ့ပြီးအထူးလေ့ကျင့်သင်တန်းတွေပေးပြီးမျိုးပြတပ်ဖွဲ့များဖွဲ့စည်းထားစီကလိုအပ်တဲ့အချိန်မှာစစ်စင်တိုက်ခိုက်ခြင်းဖြင့်အသက်ပေါင်းများစွာနဲ့မိမိနိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အချိန်တွေမကုန်စေဘဲအချိန်မီကယ်တင်ရာရောက်နိုင်မှာဖြစ်ပါတယ်အခုဖတ်ပြခဲ့တဲ့မျိုးပြဒေတာပျောက်ကြားစစ်ရဲ့ပုံစံဟာကျွန်တော်မြန်မာနိုင်ငံရဲ့မျိုးဦးတော်လှန်ရေးတနစ်တာအစုပ်ဖြတ်တိုက်ပွဲရဲ့ပုံစံနဲ့တပုံစံနဲ့ပါပဲတော်တော်လေးကိုနီးနာယူလို့ရပါတယ်